Okay အားလုံးမင်္ဂလာပါကျွန်တော်မတွေ့တာကြာပြီเนาะဆိုတော့ဒီနေ့ကဒီထပ်ဆန်ကိုကနေကျွန်တော်ဒီ KP ပေါ့เนาะကျွန်တော်မြန်မာပြည်ကိုပတ်စံဘယ်လိုလွှဲမလဲဆိုတဲ့ဟာလေးကိုပြောပြမယ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့အတူအဆုံးထိကြည့်ဖို့တောင်းဆိုချင်ပါတယ်ကဲစလိုက်ရအောင်เนาะဆိုတော့ကျွန်တော်ဒီ KP set ဖေးပေါ့เนาะအဲ့ဒီဟာကိုဘယ်လိုလွှဲမလဲပေါ့เนาะထပ်ဆန်ကိုကနေကဲကျွန်တော်ကြတော့ဒီ transfer ဆိုတဲ့နေရာမှာတစ်ချက်သွားမယ်เนาะပြီးရင် send money ပေါ့เนาะဆက်မှနေပြင်ဒီနားမှာ e-wallet တို့ကျွန်တော်တို့ပါရှင်းမလားဒီမှာ overseas ဆိုတဲ့နေရာမှာတစ်ချက်သွားလိုက်ပါเนาะအဲ့မှာတချို့ဒီမှာ country ပေါ့เนาะ select your country ဆိုတဲ့နေရာမှာကိုကမြန်မာမပေါ်ဆိုရင်ကိုပြန်ရေးရမှာဖြစ်ပါတယ်เนาะအဲ့မှာ nick မှာမြန်မာလို့ကိုကရေးလို့ရဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ရှင်းနေပြီเนาะဆိုတော့ဒီအောက်မှာကျတော့ကိုယ့်ရဲ့အမောင့်ပေါ့နော်ပတ်စံအမောင့်ကျတော့ ringgit 50အနည်းဆုံးဖြစ်ပါတယ်အများဆုံးကတော့ringgit 4900ပေါ့နော်ဒါကတော့ UN သမားတွေကိုပြောပြပါနော် UN သမားဆိုတော့ UN ကတ်နဲ့ဖွင့်ထားတဲ့တပ်စင်ကိုကျွန်တော်ပြောနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကျတော့50အရင်လွှဲပြမယ်ဖြစ်ပါတယ်ဆိုတော့50ပေါ့နော် Okay ကျွန်တော်ပတ်စံ50လွှဲရင်ဘယ်လောက်ချမလဲပေါ့နော်မြန်မာငွေကတော့9650ရမှာဖြစ်ပါတယ်ဆိုတော့လွှဲကဘယ်လောက်ရမလဲဆိုတော့တစ်ချက်ကြည့်အောင်နော်ဒီနာ e-wallet ဆိုတဲ့နေရာတစ်ချက်ပြန်နေပါပြီးရင်ဒီအောက်မှာတစ်ချက်ကြည့်မယ်နော်ဆိုတော့အမှ50လွှဲရင်60နဲ့တစ်ချက်ချမှာပေါ့နော်အမှလွှဲကတော့7ချက်ဆိုတော့နည်းနည်းလွှဲတာတော့မကိုက်ဘူးเนาะအများကြီးလွှဲမှအဆင်ပြေမှာဖြစ်ပါတယ်ဒါကကျွန်တော်လွှဲပြတာဖြစ်ပါတယ်ကဲအဲ့ဆိုကျွန်တော်တို့ next ပြန်သွားမှာမယ်ကဲပြီးရင်အဲ့မှာကကိုယ့်ရဲ့ KP နာမည်ပေါ့နော်လုံးဝမမားစင်နဲ့ဥမာကိုကျော်ဆိုရင် first name မှာကိုကျော်ရေးမယ် last name မှာကျော်ရေးမယ်ကိုကျော်ပေါ့နော်ဆိုတော့ relationship ဆိုတာကတော့ကိုနဲ့တော်ဆက်တူကိုပြောပြတာဖြစ်ပါတယ်နော်ဆိုတော့ကျွန်တော်ကြတော့ employee family ပေါ့နော်ကိုရဲ့လုပ်ဖို့ပဲမိသားစုတွေပေါ့နော်ကဲဒီမှာကြတော့ကိုရဲ့ KP ဖုန်းနံပါတ်ဖြစ်ပါတယ်ဆိုတော့ဒီမှာကျွန်တော်ထည့်လိုက်မယ်ပြီးရင်ဒီမှာကိုရဲ့နာမည်ရေးရမှာပေါ့နော် KP ရဲ့နာမည်ကဲကိုကနာမည်ရေးပြီးပြီဆိုတော့ဒီမှာ next ဆိုတဲ့နေရာတစ်ချက်ပြန်သွားမယ်နော်ကဲအမှကိုကပါပြန်ရေးရမလဲတော့အမှ KPZ ဖေးရေးမှာဖြစ်ပါတယ်ဆိုတော့ select ဆိုနေအမှတွေ့ရ KPZ ဖေးကဲအမှရောကိုကဖုန်းနံပါတ်ကိုတစ်ခေါက်ပြန်ထည့်မှာဖြစ်ပါတယ်ကျွန်တော်ထည့်လိုက်ပြီနော်ကဲဖုန်းနံပါတ်ထည့်ပြီဆိုရင် next ပြန်သွားမယ်နော်ကဲအမှကျတော့ဒီ purpose of payment ဆိုတော့ကဒီလွှဲချင်တဲ့ရည်ရွယ်ချက်ပေါ့နော်ဘာကြောင့်လွှဲချင်တယ်ဆိုတာမျိုးပေါ့နော်ဒီနားမှာကျွန်တော်ကပြန်မှရွေးမှာဖြစ်ပါတယ်အဲ့ဒါကျွန်တော်ကြတော့ဘာရွေးကောင်းမလဲလို့ပြောရင်ဒီ saving the personal saving ပေါ့နော်ကိုဆုထားတဲ့ပတ်စံကတွေသူတို့လွှဲပေးမှာဖြစ်ပါတယ်เนาะကျွန်တော် personal saving ကိုကျွန်တော်ရေးမှာဖြစ်ပါတယ်ကိုကြိုက်တဲ့ဟာယူလို့ရပါနဲ့ကိုနဲ့လိုက်တဲ့ဟာပေါ့နော်ကိုရေးရမှာဖြစ်ပါတယ်ကျွန်တော်ကြတော့ personal saving ကိုရေးမှာဖြစ်ပါတယ်ပြီးပြီဆိုရင်ဒီနားမှာဒီserver farm ဆိုတဲ့ဟာကြတော့ဘယ်ကနေရတယ်ပေါ့နော်ကိုကတော့လာခါကနေလွှဲမှာလားဆိုတာမျိုးပေါ့နော်ဘာမှမသိဘူးကွာ shipping တို့ salary တို့ရပါတယ်တခြားဘာမှသူမသိတော့အားသားလေးရတာပေါ့နော်ကျွန်တော်ကြတော့ salary ပေါ့နော်လာခါကနေလွှဲမှာဖြစ်ပါတယ်အောက်မှာကြတော့ကိုကပို့ရဖြစ်တဲ့အတွက် I am the center ပေါ့နော်ကဲအဲ့မှာဆိုကျွန်တော်က next ပြန်သွားမယ်နော်ကဲပြီးပြီဆိုတော့ကျွန်တော်တို့ကအရန်လွယ်သွားပြီဒီနားမှာအမှန်ချစ်တာနဲ့confirm ဆိုတာနေလိုက်ပြီးတော့ကျွန်တော်ရောက်သွားမှာဖြစ်ပါတယ်เนาะပတ်စံကြတော့ကျွန်တော်3ရက်မဟုတ်ရင်တစ်ပတ်လောက်ကြာကောင်းကြာနေတဲ့ public holiday တွေခံသွားတော့เนาะကဲဒါကတော့ကျွန်တော်အဆုံးထိတော့ကျွန်တော်မပြတော့ဘူးเนาะဒါလွဲပုံလဲနည်းဒီလိုလွဲရတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုပြောပြခြင်းဖြစ်ပါတယ်เนาะကဲကျေးဇူးများတင်ပါတယ်